အောင်ပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော် formula တိုင်းကိုကျွန်တော်ထပ်ကစားပြပေးမယ်เนาะကျွန်တော်အခု9သိန်းကျော်ကနေပြီးတော့ကျွန်တော်9သိန်းကျော်ကြီးကျွန်တော်ရှာပြပေးမယ်ဆိုတော့ကျွန်တော်2သိန်းကျော်ရှာတာပေါ့เนาะโอเคဟုတ်ပြီအဲ့တော့ကျွန်တော်စလောင်းပြီအသေးကြတော့ကျွန်တော်အကြီးကိုလောင်းတယ် formula တိုင်းရဲ့ရိုးရှင်းလေးပဲဗျအကြီးကြရင်အသေးတောင်းအသေးကြရင်အကြီးတောင်းရှုံရင်ရှုံတဲ့ဘက်ကနေစားလိုက်ပြီးတော့လောင်းသွားပြီโอเคအဲ့လိုပုံစံမျိုးတော့ပါပေါ့เนาะဒီမှာဆိုရင်ကျွန်တော်ဘယ်နှစားထိတက်မယ်ဆိုတာမသိဘူးဒါပေမဲ့ကျွန်တော်ကစားပြတာကိုတော့တေချာလေးကြည့်ပေးပါโอเคဟုတ်ပြီအဲ့တော့ကျွန်တော်ရှုံတယ်ရှုံတော့ကျွန်တော်ကအကြီးတောင်းပြီးရှုံတာအဲ့တော့အကြီးကို3စားထပ်လောင်းပါမယ်3တောင်းပါနော်ကျွန်တော်9သိန်းလောက်ရှိတဲ့အတွက်1000လောက်ကနေစလောင်းတယ်โอเคကျွန်တော်တို့မျိုးလိုက်လောင်းရမယ်ဆိုပြီးတော့ငွေပမာဏကိုမတတ်မှတ်ထားပါဘူးဘာတောင်းအနေနဲ့ကကို့မှာဘယ်လောက်ရှိတယ်ပေါ့ကို့မှာ1000လောက်ပဲရှိတယ်ဆိုရင်ကိုမှစားလိမ့်လာမယ်လို့ဆိုရင်10လောက်ကပဲစလောင်းကြီးဗျအဲ့လိုပုံစံမျိုးလေးတော့ပါโอเคအဲ့တော့ကြည့်မယ်ကျွန်တော်နိုင်ရနော်ခွန်ကြပါတယ်ဟုတ်ပြီကျွန်တော်9000 8000ကျော်ပြန်ရတယ်အဲ့တော့ကျွန်တော်မြတ်တယ်ပေါ့နော်ကျွန်တော်ရှုံးတာ3000 1000 4000ရှုံးရင်ကျွန်တော်1000ကျော်ပြန်မြတ်တယ်နော်အနိုင်ပါအချိန်လေးရရှိတယ်ဗျအမဒါဆိုရင်9မိနစ်ပေါ့နော်9မိနစ်ကတော့လုံးဝအချိန်မပေးနိုင်ဘူးပေါ့နော်ကြာကြာကစားခြင်းလို့ဆိုရင်တော့အဆင်ပြေတယ်ဗျအကြီးပဲကြတယ်အကြီးကြတော့ကျွန်တော်အသေးနဲ့ရှုံးလိုက်တော့အသေးကို3စားလိုက်မယ်ပေါ့3000ပေါ့ဒီကကိုတာကလေးနဲ့ကိုပေါ့ဗျကိုတာကနဲ့ကိုဆိုတာကဘယ်လိုမျိုးလဲဆိုတာကိုကျွန်တော်ပြင်ရှင်းပြပေးမယ်โอเคအဲ့ဒီအပေါင်းလေးကိုနှိပ်မယ်ဆိုရင်ကျွန်တော်တို့အချက်နှိပ်မယ်ဆိုရင်ဒါနှစ်ဖြစ်သွားပြီပြန်ရှော့မှဆို1ဖြစ်သွားမယ်โอเคအဲ့လိုပုံစံမျိုးရင်နော်ကျွန်တော်ကြည့်မယ်ဒါဆိုဟုတ်ပြီကျွန်တော်နိုင်တယ်နော်ကျွန်တော်9800ကျော်ပြန်ရတယ်โอเคဟုတ်ပြီအဲ့တော့ကျွန်တော်အကြီးကို1000ပြန်လောင်းမယ်ရိုးရှင်းလေးပဲပြလာပြီဒီဟာကဘယ်လိုမျိုးလဲဆိုတော့ trading ဆိုတဲ့သဘောတဘာဝတော့ရှင်းဆိုပြောရင်တော့ဒါကလောဘမကြီးနိုင်ဘူးလောဘတက်နိုင်သူထိနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒါကစီးပွားရေးတစ်ခုပေါ့နော်ကိုတာကလေးနဲ့ကိုတော့ရမှာပေါ့ဟုတ်ပြီဒါဆိုကျွန်တော်နိုင်တယ်နိုင်တော့ကျွန်တော်အသေးကိုလောင်းမယ်နိုင်နေရင်တစားပဲလောင်းသွားပေးရပါမယ်โอเคဒါဆိုရင်တစ်ချိန်ဆိုရင်နှစ်ချိန်ဆိုလဲကျွန်တော်အသေးပဲလောင်းမယ်3ချိန်အထက်ပေါ့နော်3ချိန်အထက်4ချိန်အဲ့လိုမျိုးကြာပြီဆိုရင်ကျွန်တော်အကြီးကိုပဲလောင်းသွားပေးရပါမယ်โอเคဒါဆိုရင်ကျွန်တော်နိုင်တယ်ကြီးကိုစလောင်းမယ်တော့ဒီမှာစားထည့်နေပေါ့နော်ဒါကစားထည့်နေစားမထက်တဲ့သူတွေတော့ပါနှစ်သေး3စားဆိုရင်အဲ့လိုမျိုးပြင်ရေးလို့ရတယ်နော်ဗျာလားလို့ဒီဒါဆိုကျွန်တော်ရှောင်းတော့ကျွန်တော်အကြီးကို3စားလိုက်မယ်3တော့ပေါ့နော်အပေါင်း3ချက်နှိပ်ပြီးတော့ရှည်တယ်အဲ့မှာပေါ့ကျွန်တော်တစ်ကနန်းအောင်တွက်အဲ့ဒီချက်နှိပ်တယ်နှိပ်ပြီးတော့ကျွန်တော်နှစ်သေး3စားဆိုနှစ်သေး3စားအဲ့လိုမျိုး8စား7စားဆိုရင်8တက်ပေါ့နော်အဲ့လိုပုံစံမျိုးသွားရပါမယ်အပေါ်ကပမာဏပေါ့ဗျပြီးသွားပြီဆိုကျွန်တော်အောက်ကအောင်ချက်နှိပ်ပြီးတော့လောင်းရုံပါပဲโอเคဒါဆိုရင်ကျွန်တော်နိုင်ရနော်98006000ကျော်ပါပြီကျွန်တော်အကြီးကြတော့ကျွန်တော်အသေးကိုပြန်လောင်းအောင်ပါမယ်စားပဲဒါကစီးပွားရေးတစ်ခုဆိုရမမဟုတ်ဗျကျွန်တော်တို့ကဒါကနေပြီးတော့ကျွန်တော်တို့ကိုယ့်ဘက်ကိုရှင်းမယ်ကိုယ့်ဘက်ကိုချင်းထိုင်တော့ရှင်းမယ်ကိုရဲ့ target လေးပြေးသွားရင်ကိုနားမယ်အဲ့လိုပုံစံမျိုးလေးပါပဲဈေးအောင်ဈေးဝယ်ပုံစံလေးပေါ့โอเคဒါဆိုဟုတ်ပြီကျွန်တော်နိုင်တယ်နိုင်တော့အသေးနဲ့နိုင်တော့ကျွန်တော်အကြီးကိုတစ်စနိုင်နေတစ်စပဲဗျကျွန်တော်ပြောချင်တာကတော့အခုမှစလေ့လာမဲ့သူများအနေနဲ့ကကျွန်တော်တို့က10လောက်ကပဲစလောင်းပြီးတော့လေ့လာကြည့်ဗျအရင်လေ့လာပါနောက်ကိုကျွန်တော်နဲ့အတူလိုက်ကစားပါနော်လိုက်ကစားတဲ့အချိန်မှာတော့ကျွန်တော်ကတော့ဘာသာလို့တွေ့ပါပဲကျွန်တော်လောင်းတဲ့တိုင်ကိုကျွန်တော်ချပြတယ်ကျွန်တော်မှကြီးကြရင်ဘာလို့ရှိမှကြီးကြမယ်ကျွန်တော်မှအသေးကြရင်ဘာလို့ရှိမှအသေးကြဒါပဲဗျโอเคဒါဆိုကျွန်တော်ရှုံးတယ်နော်ရှုံးတော့ကျွန်တော်
3စားလိုက်ကြမယ်ပေါ့အသေးမှရှုံးတယ်ကျွန်တော်အကြီးကိုလောင်းတာအကြီးကို3စားပေါင်း3ချက်နှိပ်ပြီးစုစုပေါင်းပမာဏကိုချက်နှိပ်ဒါဆိုလောင်းပြီ OK ဒါဆိုကျွန်တော်ရှုံးရနော်ရှုံးတော့အသေးရှုံးတော့ကျွန်တော်ကြည့်6စားပေါ့နော်6စားအဲ့လိုမတော်နဲ့ကျွန်တော်အောက်ကတစ်ဆက်တစ်ချက်နှိပ်မယ်ပြီးရင်အနှုတ်ကိုတစ်ချက်နှိပ်တိုင်းကူပြောင်းသွားပြီ OK အဲ့ဆိုကျွန်တော်လောင်းမယ်6တောင်ပါကျွန်တော်ဆက်ကြည့်မယ်လေးသိန်း9တောင်ပေါ့နော်အဲ့လိုပဲရှိတယ်အဲ့လိုပဲကျန်တော့တယ်ပေါ့ကျွန်တော်နာမည်ကြည့်မယ် OK ဒါဆိုရင်ကျွန်တော်နိုင်တယ်နိုင်တော့ကျွန်တော်3သိန်းကျော်ပေါ့နော်3သိန်း96,400ဒါကျွန်တော်ပြန်ပြတ်တယ် OK အကြီးကြတော့ကျွန်တော်အသေးကို1000ပြန်လောက်မယ်စားကတော့3စားစီပဲတောက်ရတာပေါ့နော်ဒါကိုတားကနဲ့ကိုပါဗျကိုတားကပြင်းတော့ကိုနာပါโอเคဟုတ်ပြီကျွန်တော်ကြီးကိုပြန်လောက်မယ်အဲ့မှာ3ချိန်4ချိန်ကဘယ်လိုမျိုးကြာလာလဲပေါ့နော်အကြီး3ချိန်ကြာအကြီးပဲလောက်မယ်ဆိုကျို့သူကစားနေနေအကြီး3ချိန်ကြာလာမျိုးကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်ဒီ game လေးကိုကျွန်တော်စဝင်နိုင်မယ်ဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ကအဲ့လိုမျိုးစဝင်ခြင်းမှာပဲအကြီးကြအသေးကြမဟုတ်ပဲねအကြီးပဲ3-4ချိန်ကြာတာကျွန်တော်တို့အကြီးဘက်ကပဲလိုက်လောင်းသွားမှာပါအဲ့လိုမျိုးပြောတာပါခေတ်သားဆိုအသေးကြတယ်အသေးကြကျွန်တော်ရှုံတယ်ရှုံတော့ကျွန်တော်အကြီးကို3စားလိုက်ကြတော့မယ်အကြီးကို3စားလိုက်ပါမယ်ဟုတ်ပြီပေါင်းလေးပဲနှိပ်ရမယ်နော်ပြတာဒါဆို2ချိန်ပြတကယ်လို့ကျွန်တော်တို့ game နဲ့စဝင်တဲ့အချိန်မှာဒီမှာအသေးပဲ3ချိန်ကြာတာအသေးပဲ4ချိန်ကြာတယ်ကျွန်တော်တို့အသေးဘက်ကပဲလိုက်ပါအဲ့ဒါဆိုဒါဆို3ချိန်ပေါ့နော်3ချိန်ဒါမျိုးဆိုရင်ကျွန်တော်တို့က G ကိုပဲ6စားပေါ့နော်တစ်ဆက်တစ်ချက်နဲ့နောက်တစ်ချက်နဲ့6ပြောင်း OK အဲ့လိုပုံစံမျိုးလေးပါသူကစားနေနဲ့3-4ချိန်ကြာရင်ကျွန်တော်တို့ကရှုံးတဲ့ဘက်ကပဲစားလိုက်ပြီးတော့သွားရပါမယ်ဆိုရင်ကျွန်တော်ပြန်နိုင်ရယ်သိန်း9,000 6,400ကျော် OK ဒါဆိုရင်ကျွန်တော်9သိန်းကျော်เนาะ9သိန်း1000 8,800နဲ့တစ်ချက်ပေါ့เนาะ OK အဲ့တော့ကကျွန်တော်ရဲ့ game မှတ်တမ်းတွေကိုကျွန်တော်ပြပေးမယ်ဘာမှဆိုတော့ကကျွန်တော်ဒီမှာဘာသာလို့တွေ့ပဲကျွန်တော်ရှုံးတာနဲ့နိုင်ရတဲ့ဘယ်ပုံပြတယ်ဆိုတော့ဘာသာလို့တွေ့ပဲကျွန်တော်နိုင်ရတယ်ရှုံးရတယ်ရှုံးရနိုင်ရတယ်ဘယ်ပုံများဆိုတော့ဘာသာလို့တွေ့ပဲအဲ့တော့ကကျွန်တော် form တိုင်းပဲကစားပြီးတော့အမြောက်ငွေကို AC ယူလို့ရပါတယ်ခြားတော့ဘာမှမလိုအပ်ပါဘူးဒါကကျွန်တော်2သိန်းရှာပြတဲ့ target လေးပါ